င်းတယောက်ထဲလာတို့ပန်ဆိုင်များရဲ့ဟိုဘက်ကိုလဲလိုက်တော့ဟိုဘက်ကိုလဲလိုက်အေးအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျုံးဝေးရောပေါ့နော်အချင်းချင်းလည်းရှောက်ခဲ့ရပါဒီကနေ့ဗီဒီယိုလေးရရင်ဒီမှာလည်းရှောင်းနေတော့လာခဲ့ရပါအခုနေဝင်ကလေးကြီးပေါ့နော်နေဝင်စစ်သားလောက်ကြည့်နေလာခဲ့တယ်ခင်ဗျာတော့အဲ့ဆက်ချလဲလိုက်တော့အားတော့ဘာလာဖတ်နေကြတော့ဖတ်နေကြဒါအတိုင်းနေအတိုင်းနေဒီလိုလာဝါတော့ဖြစ်တော့မင်းစားပါတော့တဲ့ဘာမှတော့ညနေခင်းဝင်လမ်းရှောင်းနေဓာတ်ပုံလာလိုက်တယ်ပေါ့နော်ဓာတ်ပုံလှလှလေးလည်းရိုက်ပြီးတင်မယ်ပေါ့နော် Facebook မှာလည်းတင်မယ် YouTube မှာလည်းတင်မယ် TikTok မှာလည်းတင်မယ်အခါကျအားပေးပါဦးလို့ရရပုံလေးပေါ့နော်တင်ပြဦးပေါ့နော်ကျိုးဘလောက်ချစ်စရာကောင်းလဲဆိုတာလေးကိုရိုက်ပြီးတင်ပြယူပါလေခုကကျုံးရရောက်နေရပါတဘာဝအလားကိုလာပြီးရှုစားရင်းနဲ့ဓာတ်ပုံလိုက်တယ်ပေါ့နော်တဘာအလားရဲ့ညနေပိုင်းဆိုနေဝင်စီးတာလေးကြည့်ရင်အခုတော့ရမ်းလာတယ်မှာတိမ်တော့ကလေးလဲလိုက်โอเคဆောင်းပြောတော့လားဒီနေ့ရပေါ့နော်ဘလော့ရိုက်ကြလေဆွဲရိုက်ကြလေအခုဓာတ်ရိုက်ကြလေရပြီးဆုံးသွားပြီပေါ့နော်ခုကတော့အိမ်ပြန်မဲ့အချိန်ကိုမလိုက်ရနဲ့လေဖြည်းဖြည်းလာလေအိမ်ပြန်တဲ့ချိန်ကိုကြောက်လာလားဒါချိုးတော့အိမ်ပြန်လိုက်ပေါ့နော်အိမ်ပြန်တဲ့ချိန်ကိုတော့ပြန်ဆဲလိုက်ပြီးပါရဲ့ချစ်လာပြီကြောင့်ဒီကျန်တော့သူများအိမ်မှာရှင်ဒီမှာလည်းအားပေးကြပါဦးဒီမှာလည်းအားပေးပါဦးဒီမှာလည်းအားပေးပါဦးတော့ဒီမှာဒီလားဓာတ်ပုံရိုက်လို့ပြီးပြီလားအဲ့ပါဖြစ်ဓာတ်ပုံရိုက်မယ်လို့ရပြီလို့ဓာတ်ပုံရိုက်မယ်နော်ခဏလေးနော်နေဦးခဏလေးဟောလုံနေတော့ဘူးလို့မရသေးဘူးနော်ပြောလိုက်စမ်းကိုဒီလာလေဒါကူလာပြီကိုကူပဲရပြီဘူးသွားရင်လာတားရင်ညာနေတယ်ခုဒီမိုးနေတော့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 ကူလို့မရသေးဘူးလားဒီကောင်ရရောရပြီမျိုးရလာမှာပါနာတော့ရတာဒီမှာစပါးလားစံကားပေါင်းများတာလေလဲလိုက်အောင်လေရှိတယ်ဒီမှာရှင်မပိုင်မူလာလေဒီကငိုကြဒီမှာလိုက်တင်ကောင်းနေရတယ်ဒါလေးအောင်နေမမင်းတယောက်ထဲလာတို့ပန်ဆိုင်များရဲ့စက်ကကားတိုက်လိုက်လို့အမပိုင်ကျ